ဒီစိတ်ပြင်မှာတော့ရာသီဥတုလေးကအနေငယ်အေးမြတ် Hello live season 5 Vicky အကျိုးဆိုပါတယ်ဒီနေ့ကတော့ Vicky တို့ရဲ့ခြုံချင်းခီးစဉ်လေးရဲ့ day 1ဖြစ်ပါတယ်ခြုံချင်းလေးစိတ်ရောက်ပါပြီလေစိတ်ရောက်ချင်းအကြီးမားဆုံး culture shock ကတော့ဗမာထိုင်းအိမ်သားတွေစတွေ့ရတာပေါ့နော်Vicky တို့ကတော့တိုးနဲ့လာတာဆိုတော့ဆဆချင်းလူတွေစောင့်ရင်းနဲ့လေစိတ်ကဒီစင်ကက်ရောင်းနေရှိမှာပဲ physical စင်းကို9ရက်စာ30 gig 70 yuan ပေးရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Vicky က Eco ဓာတ်နဲ့ဝယ်လာတာအဆင်မပြေဘူးပေါ့နော်။အဲ့ဒီတော့ဒီမှာစင်ကတ်အသက်ဝယ်ရတယ်။ပြီးတော့ Vicky တို့ကဗမာနိုင်ငံလာတာနဲ့ဘန်ကောက်ကလာတာနဲ့တိုးနှစ်ဖွဲ့ရှိတော့မြန်မာနိုင်ငံလာတဲ့လေယာဉ်ကဒါ medical issue တစ်ခုကြောင့်နောက်ကျသွားတော့ Vicky တို့ကထိုင်စောင့်ရတာပေါ့နော်။စောင့်တဲ့အချိန်မှာ Vicky တို့လေစိတ်ထဲမှာရှောက်ပတ်ပြီးတော့စားပြေးစားပါတယ်။ဓမ္မဆောင်အလီပေးနဲ့လေးဝယ်တောက်တာအလီပေးတဲ့ဟိုဗီဇာကတ်နဲ့ချိန်ထားပြီးတော့ပတ်စံသုံးတာအဆင်ပြေတယ်စကန်လေးပြလာတယ်ဟိုင်းဘန်နေပြီးတော့သူ့အတူဖြတ်သွားပါတယ်ယွမ်15ယွမ်နဲ့20ယွမ်35ယွမ်ဒီပေးနဲ့35ယွမ်ဖြတ်သွားပါတယ်Last VPN နဲ့အဆင်ပြေပါတယ် application တွေအကုန်သုံးလို့ရတယ်။ရတယ် Wi-Fi ညွှန်ပေးရတယ်။164ဒါ15ယွမ်ဒါ20ယွမ်35ယွမ်ကို164ပဲအေးဖို့ပေးရပါတယ်။ခြုံချင်းအေပိုရဲ့ဒုတိယဓာတ်ပါတော့တက်လာလို့ရှိရင်ခုလိုမျိုးစားစရာဆိုင်လေးတွေရှိပါတယ်တရုတ်စားစာတွေပဲပေါ့နော်ကိုရီးယားတော့ဒီ bubble tea ဆိုင်လေးမှာအေးဝင်တောက်ရင်းနဲ့နောက်မှာဝင်ထိုင်ပြီးတော့ခဏနာဖုံးအားသွင်းပါတယ်ချုံချင်းလေးစိတ်ထဲကထွက်လာပြီးတော့ခုတိုးနဲ့ join ဖို့ပေါ့နော်နောက်တစ်ခု Vicky ကြံပေးချင်တာကလေစိတ်မှာပတ်စံမလဲပါနဲ့နော်ကိုလာမဲ့နိုင်ငံနေပြီးတော့ယွမ်ကျူလဲကဲဓာတ်မွဲလဲအလီပင်းနဲ့ဗီဇာကတ်ကိုချိတ်ပြီးတော့ရောက်ချင်မှာပတ်စံသုံးဖို့ကပိုအဆင်ပြေပါတယ်ဒီစိတ်ပြင်မှာတော့ရာသီဥတုလေးကအနေငယ်အေးမြတ်တူကားပေါ်ရောက်လာပြီကားတော့တန်တန်ရှင်းရှင်းတတရဲ့ကြည်ကြဲဝန်းတော့ရှိပါတယ်It's a big city in China and the biggest city in China and also it's a big city in the world. အားတော့တရုတ်ဘက်ကဒိုးလီတာပေါ့နော်အမကြီးပြောတဲ့ဟာကို Vicky ကြားရအောင်သူတို့ရဲ့ accent ကိုလည်းသိအောင်ထည့်ပေးထားတာပါ Vicky တို့ကတော့4နာရီလောက်စောင့်ပြီးတော့မစောင့်နိုင်တော့လို့ဒီညနေပိုင်းလည်မဲ့ခရီးစဉ်ကိုဖျက်ပြီးတော့ Vicky တို့ဒီတိုးကားနဲ့ပဲညစာစားတဲ့နေရာကိုသွားနေတာပေါ့နော်ဒါကတော့ရာသီဥတုအေးတဲ့အကြောင်းနဲ့ပြန်နွေးနွေးထွတ်ထွတ်ဝတ်တဲ့အကြောင်းနဲ့သူတို့ရဲ့ဒီခြုံချင်းမျိုးအကြောင်းကိုတိုးလီတာပုံစံအတိုင်းရှင်းပြပေးနေတာဖြစ်ပါတယ် It's colder than the city. So be ready. Is more close. So just like me. Okay. Okay. And Chongqing is a special city because we call Chongqing is a mountain city and fog city and bridge city and hot pot city. Oh, Yeah. yes. Do you want to eat the hot pot? Yes. Okay, no, yes, don't worry. Yeah. When we come back to Chongqing from the Wulong, the day after tomorrow, we eat the hot pot. Okay. And I want to know if you like the spicy food. Yes. Yes. Yeah. Maybe Oh, medium very spicy. The beautiful it's night, okay? Because we will
အခုလေးစိတ်မှာဆက်ဆက်ချင်းကြုံရတဲ့ကာချာရှော့ကတော့တရုတ်တွေရမ်းတန်ကျဲတယ်စကားများတယ်လူတွေကိုတိုးတယ်တမ်းမစီပေါ့နော်အဲ့ဒါတွေကြုံခဲ့ရတယ်ပြီးတော့ Vicky တို့ကတိုးနဲ့လာတာဆိုတော့တယောက်ကိုတယောက်စောင့်ရတာတွေရှိရပေါ့နော်အဲ့ဒီတော့ဒီတိုးနဲ့လာအဲ့ဒီပြဿနာလေးတော့ကြုံရနိုင်ပါတယ်လို့တကယ်လို့တိုးနဲ့မလာဘဲနဲ့ကိုစီစဉ်အတိုင်းကိုလာမယ်ဆိုရင်တော့လေးစိတ်ကနေအထက်ဒီခြုံချင်းမြို့ထဲမှာလည်းအနှွေးတယ်တွေပေါ်ပေါ်တော်တော်ရောင်းပါတယ်ဈေးလေးတွေကလည်းမစိုးဘူးပေါ့နော်အဲ့ဒီတော့ကို plan နဲ့လာမဲ့လူတွေဒီရက်ချင်တဲ့နေရာမှာရက်သွားချင်တဲ့နေရာသွားလို့ရတဲ့လူတွေကတော့ဒီရောက်မှနှွေးတဲ့ဝယ်လဲအဆင်ပြေမှာပါနော်ဗီကီတို့ကတော့ပထမဆုံးတိုးကကျွေးတဲ့ညစာဆိုင်ကိုရောက်ပါပြီပထမဆုံးချိန်ဆိုတော့ဘိုက်ကလည်းစားတယ်သူတို့ဘလို့ကျွေးမယ်ဆိုတာလည်းမသိဘူးပေါ့နော်အဲ့တော့ဗီကီတို့ကဆိုင်ထဲရဲရောက်ချင်းဘိုက်လည်းစားနေပြီဆိုတော့ကိုထိုင်မဲ့တွေပဲရွေးပြီးတာနဲ့ဒီသူတို့ဟင်းတွေကလာတန်းချတယ်ပေါ့နော်အဲ့လာတန်းချရတဲ့အချိန်မှာဗီကီတို့ကစောင့်မနေတော့ဘဲနဲ့ဆက်ချင်းဟင်းပထမဆုံးချတာနဲ့ပဲတန်းပြီးတော့ထည့်ကြတာပေါ့နော်အမှန်တော့သူတို့ကလေဟင်းပွဲတွေအများများတယ်အများကြီးလဲလာချတယ်အဲ့ဒီတော့ဟင်းပွဲတွေစုံအောင်စောင့်ပြီးမှစားမယ်ဆိုရင်တော့ဒါပိုအဆင်ပြေပေါ့နော်ဗီကီတို့ကလည်းပထမဆုံးချိန်ဆိုတော့မသိဘူးဘိုက်ကလည်းဆဆာနဲ့တန်းထည့်စားဟင်းပွဲတွေကတပွဲပြီးတပွဲစက်တိုက်ကိုလာနေတာပြီးတော့သူတို့ကဒီထမင်းစပွဲမှာအမြဲတမ်းဘီယာ2ဘူးနဲ့ကိုလေးတောက်လို့ရတဲ့အေးတစ်မျိုးပေးတယ်ပေါ့နော်ဒီပထမဆုံးစားခဲ့တဲ့ဆိုင်လေးကတော့တော်တော်လေးအရသာရှိတယ်အချိုဝဲပါညာသူတို့ကအကုန်လုံးချပြီးသားတောက်စီရာကြီးလည်းပါပြီးသားပေါ့နော်အဲ့ဒီတော့သူတို့ရှိကအစားတောက်ကိုလည်းစိတ်မပူပါနဲ့စားလို့ကောင်းပါတယ်နော်ခုကတော့ညသာစားပြီးတော့ဟိုတယ်ကိုတန်းပြန်နေပါပြီလမ်းတစ်လျှောက်မှာတော့ဒီညဘက်ပေါ့နော်မီးအလင်းရောင်နေနဲ့ဒီဘန်ကောက်မြို့လိုပဲတိုးတက်နေတဲ့ MRT တွေ VTS station တွေလည်းပေါ်ပေါ်တီတီတွေ့ရတယ်အဲ့ဒီတော့ဒီရဲရောက်ချင်းမှာတော့ကိုကစိတ်လှုပ်ရှားနေရပေါ့နော်ခုကတော့ဗီကီတို့တဲမဲ့ဟိုတယ်လေးရောက်ပါပြီဒီဟိုတယ်ကမြန်မာတိုးတွေတော်တော်များများအကုန်လုံးဒီဟိုတယ်မှာပဲတဲဖို့လာထားကြတယ်ပေါ့နော်ဟိုတယ်ထဲကိုမဝင်ခင်ကတော့နည်းနည်းဟောင်းမလားစိတ်ပူတာပေါ့နော်ဟိုတယ်ထဲကိုဝင်လိုက်တော့အလင်းရောင်ကောင်းကောင်းရတယ်သူတို့တရုတ် traditional ပုံစံနဲ့ lobby လဲကြဲကြဲဝန်းရှိတယ်အဆင်ပြေတယ်သူတို့ဒါ check in လုပ်ဖို့အတွက်ဒါတိုးနေဆိုတော့ကို့အလှည့်ကိုတော့စောင့်ပေးရတာပေါ့နော်ဟိုတယ်အောက်မှာ24နာရီဖွင့်တဲ့ convenience store လေးရှိတယ်ဟိုတယ် lobby ကနေအတွင်းနဲ့ဒီအခန်းထဲတက်ဖို့ဓာတ်လေခါထိကတော့တော်တော်လေးဝင်ရတယ်ဒါပေမဲ့ဝင်တဲ့လမ်းတစ်လျှောက်မှာလည်းမိဘုံလီနေနေဆိုတော့ချစ်ဖို့တော့ကောင်းတယ်ပေါ့နော်ဗီကီတို့ကတော့ဒါဟိုတယ်ကီကတ်ကိုကီကတ်လည်းရပြီဆိုတော့အခန်းထဲကိုသွားဖို့ပြင်လိုက်ပါတယ်ဒီ walkway မှာလည်းအလင်းရောင်ကောင်းကောင်းရှိတယ်အခန်းထဲဝင်လိုက်တော့လေဒါဗီကီတို့ကိုပေးတဲ့အခန်းကအလင်းရောင်ကောင်းကောင်းရှိတယ်ကြဲကြဲဝန်းဝန်းရှိတယ်အဲ့ဒီတော့တိုးမှပါတဲ့အခန်းအနေထားရဆိုလို့ရှိရင်တော့တိတ်မစိုးလို့ပြောရမှာပေါ့နော်ဘေးစင်လဲကြဲကြဲဝန်းဝန်းရှိတယ်toilet နဲ့shower ပေါ့နော်ရေချိုးခန်းတခန်းစီဆိုတော့ဒီခရီးထွက်တဲ့အချိန်မှာတယောက်ကိုတယောက်စောင့်ရတာမျိုးမရှိဘဲနဲ့ separate ဆိုတော့ပိုအဆင်ပြေတယ် amenities တွေလည်းတော်တော်များများစုံစုံလင်လင်သူတို့အကုန်ပေးထားတယ်ဒါသူတို့ပေးတဲ့တောက်ရည်ပေါ့နော်တောက်ရည်ကတော့နည်းနည်းပြဿနာရှိတာတောက်ရည်ဘူးလေးတွေကတော့သေးတယ်ဒါပေမဲ့လည်းအောက်မှာ convenience store ရှိရဆိုတော့စိတ်တော့ပူစရာမလိုဘူးထုံးစံတိုင်းရင်သွေးချမ်းလေးတွေ coffee လေးတွေတော့ရှိတာပေါ့နော်ကဲမြင်တဲ့အတိုင်းပဲဟိုတယ်မှာဘိုးတိုင်းတော့ပေးထားပေမဲ့ရေမရှိပါဘူးတစ်ရှူးပဲရှိပါတယ်အဲဒီတော့ကိုတစ်ရှူးနဲ့အဆင်ပြေအောင်တောင်းရပါမယ်ပေးထားတဲ့ကတင်ကလည်းကြဲကြဲဝန်းရှိတယ်ပြီးတော့အီဆက်ဆက်ရှိရပေါ့နော်ကတင်ကြောင့်ခါနာတာတွေအိတ်မရတာမျိုးတွေတော့မဖြစ်ဘူးဗီကီတို့ပေးတဲ့အခန်းကဒီလိုမျိုးအဲကန်းပုံစံမျိုးလဲပါတယ်ဆိုတော့ luggage တွေပါတယ်ဖွင့်ရတာလည်းအဆင်ပြေတယ်ဒီဟာကြဲကြဲဝန်းရှိတယ်ပေါ့နော်ခန်းထဲကလှမ်းကြည့်ရင်လည်း city view လေးမြင်ရတယ်ဒါပေမဲ့ building တွေကတော့ဘေးမှာပြည့်ကျက်တက်နေရပဲပေါ့နော်ဒါကသူတို့ရဲ့ city အထာဆိုတော့လဲလှပါတယ်လို့
ကဲဒါဆိုရင်တော့ Vicky တို့ရဲ့ခြုံချင်း day 1ကတော့ဘာမှမလုပ်ရဘဲနဲ့ဟိုတယ်မှာအိပ်ရင်းနဲ့ပြီးဆုံးသွားပါပြီနောက်နေ့ day 2 vlog တွေကိုစလိုက်တင်ပေးသွားပါမယ်အားလုံးပဲနောက် vlog တွေမှာပြန်တွေ့ကြပါမယ် bye bye